ဒီနေ့ခေတ်လူငယ်တော်တော်များများကိုကြည့်လိုက်ရင်တစ်ဖက်မှာ game ဆော့နေတယ်တစ်ဖက်မှာ social media သုံးနေတယ်ဒါပေမဲ့တချို့လူငယ်တွေကတော့သူတို့ရဲ့အနာဂတ်အတွက်ပိုက်ဆံကိုဘယ်လိုစတင်စီမံရမလဲဆိုတာကိုအသက်ငယ်နဲ့စတင်လေ့လာနေကြပါတယ်စိတ်ဝင်စားစရာကောင်းတာကဒီလိုလူငယ်တွေကမျှော်မှန်းထားသလိုအန်တီရများတဲ့အရာတွေကိုပဲလုပ်နေကြတာမဟုတ်ပါဘူးအချက်လက်တွေကိုတေချာလေ့လာပြီးတော့ရေရှည်စဉ်းစားပြီးတဆင်ချင်းစတင်နေကြတာဖြစ်ပါတယ်ဒါဆိုဘာကြောင့်ဒီမျိုးဆက်ကအရင်မျိုးဆက်နဲ့မတူတာလဲအခုခေတ်လူငယ်တွေကအရင်ခေတ်လူကြီးတွေထက်ပိုပြီးတော့ဝေးစီမံတာပိုတော်နေကြတာလားဒီနေ့ဗီဒီယိုမှာဒီအကြောင်းတွေကိုအချက်လက်ကြကြနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုမစခင်မှာရေးကြည့်တာတခုပြောချင်ပါတယ်ဒီဗီဒီယိုကပညာပေးနေတဲ့သတင်းအချက်လက်မျှဝေခြင်းတတ်တာဖြစ်ပါတယ်ငွေကြေးဆိုင်ရာအကြံပေးခြင်းလုံးဝမဟုတ်ပါဘူးခရစ်တိုအပါဝင်ဘလို့ယင်းနှိမ့်မြုံနှံမှုကိုမစိုးငွေဆုံးရှုံးနိုင်တဲ့အန်ဒီရရှိတာကြောင့်ကိုယ်တိုင်လေးလာတခြားစမ်းစစ်ပြီးမှသာဆုံးဖြတ်တင်ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလူငယ်တွေကယင်းနှိမ့်မြုံနှံတာမလုပ်ပါဘူးပိုက်ဆံရိုင်းအကုန်သုံးပြပါတယ်အခုတော့အဲ့ဒီအမြင်တွေကတဖြည်းဖြည်းပြောင်းလာပါတယ်ဥပမာအဖြစ်ဆိုရင်တက္ကသိုလ်ကျောင်းသားတစ်ယောက်ကအရင်ကဆိုရင်ဖုန်းအသစ်ထွက်တာနဲ့ချက်ချင်းဝယ်ခြင်းနဲ့ဆိုတဲ့ဟာမျိုးတွေဖြစ်ကြပါတယ်ဒါပေမဲ့ဒီနေ့ခုချိန်မှာကြတော့များသောအားဖြင့်လူငယ်တွေကလိုစိတ်ရှိတော့လဲပဲတချို့လူငယ်တွေကစတင်ပြီးတော့ဒီပိုက်ဆံကိုဘယ်လိုစတင်စီမံခန့်ခွဲရမလဲလိုအပ်တဲ့နေရာမှာစပြီးတော့ယင်းနှိမ့်မြုံနှံခြင်းတွေကိုလုပ်ချင်လာကြပါတယ်ဒါ Binance ရဲ့ results ကနေလေ့လာမှုတစ်ခုကနေတည်ထားရတာအခုဆိုရင်ကျွန်တော်တို့ Generation Z ဒါမှမဟုတ် Generation Z လို့ခေါ်တဲ့ Gen Z တွေကဒီနေ့ခေတ်လူငယ်မျိုးဆက်ရဲ့မှာ30%ကတက္ကသိုလ်တက်တဲ့အခါဒါမှမဟုတ်လူကြီးဘဝစတင်ဝင်ရောက်တဲ့အခါကနေစပြီးတော့ယင်းနှိမ့်မြုံနှံမှုတွေကိုစတင်လေ့လာကြတယ်လို့တည်ထားရပါတယ်အရင်တော့မျိုးဆက်မှာဆိုရင်15%ထိပဲရှိကြတာပါဒါကိုကြည့်မယ်ဆိုရင်လူငယ်တွေကအရင်ကထက်နှစ်ဆပိုပြီးတော့ပိုစောပြီးစတင်လာကြတယ်လို့တွေ့ရပါတယ်ဒီညမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကသူတို့ကစောစောစပြီးလောက်ကြတာတယ်မဟုတ်ပါဘူးတေချာကြိုတင်ပြင်ဆင်လေ့လာပြီးမှစတင်ကြတာပါ Binance ရဲ့ research တွေအရဆိုရင် Gen Z ရဲ့မှာယင်းနှိမ့်မြုံနှံသူတွေက Binance research ရဲ့အချက်အလက်တွေအရဆိုရင် Gen Z ရဲ့ယင်းနှိမ့်မြုံနှံသူရဲ့89%ကငွေကြေးနဲ့ပတ်သက်တဲ့ပညာရေးတစ်ခုခုကိုတေချာလေ့လာပြီးမှဝင်ရောက်ကြတာလို့သိထားရပါတယ်ဒါကြောင့်လူငယ်တွေကကြားလိုက်တာနဲ့သူများပြောလို့လိုက်ဝယ်တာမျိုးတွေမဟုတ်ဘူး trend ဖြစ်နေလို့လိုက်ပြီးတော့ယင်းနှိမ့်မြုံနှံတာမျိုးတွေမလုပ်ကြပါဘူးအရင်တော့ကထက်ပိုပြီးတော့စဉ်းစားပြီးမှဆုံးဖြတ်ကြတဲ့သူတွေပိုများလာတာပါဒါကြောင့်ဒီနေ့ခေတ်လူငယ်တော်တော်များများကလည်းဒီယင်းနှိမ့်မြုံနှံမှုအခွင့်အလမ်းတွေကိုဒါ Binance ကိုသုံးပြီးတော့လုပ်လာကြတယ် trading တွေလုပ်လာကြတယ် crypto တွေတခုတည်းမဟုတ်ဘဲနဲ့တခြားသောဈေးကွက်တွေကအစလိုက်ပြီးတော့ထိုးဖောက်လာကြတာပဲဖြစ်ပါတယ်ဒီနေရာမှာလူအများစုထင်နေတဲ့အရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကကြလူငယ်တွေကအန်တီရများတာ risk များတာကိုပဲကြိုက်ကြတယ်အမျက်မြန်ရတဲ့အရာကိုပဲယူကျင်ကြရတယ်ဆိုပြီးတော့ထင်ကြပါတယ်တကယ်တမ်းကဒါကလုံးဝမမှန်နေပါဘူးလေ့လာမှုတွေရဆိုရင် Gen Z ရဲ့မှာအသုံးပြုနိုင်တဲ့အန်တီရမြင့်တဲ့ leverage ETF တွေရဲ့အယောင်းဝယ်ပမာဏကစုစုပေါင်းအယောင်းဝယ်တဲ့မှာ9.9%ပဲရှိပါတယ်ဒါဟာမျိုးဆက်တွေအကုန်လုံးထဲမှာအနည်းဆုံးဖြစ်ပါတယ်ဒိတ်ဘက်ကလူအများထင်နေတယ်လို့မျိုးအန်တီများတာတွေကိုအရန်လိုက်လုပ်နေတဲ့မျိုးဆက်လုံးဝမဟုတ်ပါဘူးနောက်ထပ်စိတ်ဝင်စားတဲ့အချက်ကသူတို့တွေအယောင်းဝယ်လုပ်တဲ့ပမာဏသူတို့တွေ invest လုပ်တဲ့အကျင့်အရေးအတွက်ကလည်းပုံမှန်သုံးမြူသူတွေအထက်ကိုပဲနည်းပါတယ် Binance ရဲ့မှာ Generation Z user တွေကတစ်နေ့ကိုပြန်ပြန်အပြင် 2.6 ကြိမ်လောက်ပဲအယောင်းဝယ်လုပ်ကြပြီးတော့တခြားအသုံးပြုသူတွေကတော့ပြန်ပြန်3ကြိမ်နဲ့အထက်ကိုလုပ်ကြတာပါဒါကိုကြည့်မယ်ဆိုရင်ခဏတိုင်းအယောင်းဝယ်လုပ်နေတာတဲ့စာရင်စဉ်းစားပြီးမှလုပ်နေတဲ့ပုံစံမျိုးကိုမြင်ရပါတယ် Binance ရဲ့ Binance Research အရာ Generation Z user တွေအနေနဲ့စိတ်ဝင်စားကြတဲ့သူတို့ပထမအဆုံးကုမ္ပဏီတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတွေဖြစ်နေပါတယ်ဥပမာအဖြစ် Nvidia, Tesla, Apple နဲ့ Microsoft လိုနည်းပညာကုမ္ပဏီတွေအများပြားပါဝင်တဲ့ ETF တို့လိုမျိုးအရာတွေကိုပိုပြီးစိတ်ဝင်စားကြပါတယ်ဒီချက်ကဘာကိုပြတယ်လဲဆိုရင်အချိန်တိုအတွက်အမြတ်ရဖို့ထက်အနာဂတ်မှာဆက်လက်တိုးပွားလာနိုင်မယ့်နည်းပညာ AI နဲ့ကမ္ဘာစီးပွားရေးလမ်းကြောင်းတွေကိုစိတ်ဝင်စားလာကြတာဖြစ်ပါတယ်ဒီလိုမျိုးကမ္ဘာဈေးကွက်ကိုစိတ်ဝင်စားတာလေလူငယ်များလာတာနဲ့အမျှပဲ Binance ကလည်း crypto တစ်ခုတည်းကိုကြည့်တဲ့ platform တော့မဟုတ်တော့ပါဘူးကမ္ဘာဈေးကွက်ကိုလေ့လာနိုင်ဖို့နိုင်ငံတကာယင်းနှိမ့်မြုံနှံမှုအခွင့်အလမ်းတွေကိုသိရှိဖို့အသုံးပြုလာတဲ့ platform တစ်ခုဖြစ်လဲမြင်လာကြပါတယ်အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေကလူငယ်တွေအတွက်လက်လန်းမမီတဲ့ကမ္ဘာဈေးကွက်တွေကိုလေ့လာနိုင်ဖို့က Binance ကနေပြီးတော့အခွင့်အရေးတွေဖန်တီးနေတာဖြစ်ပါတယ်အခုပြောခဲ့တဲ့အချက်တွေကိုပြန်ကြည့်မယ်ဆိုရင်လူငယ်တွေကတခြားလူကြီးတွေထက်ယင်းနှိမ့်မြုံနှံမှုကိုပိုပြီးစောစောလုပ်လာကြတယ်လေ့လာပြီးမှလုပ်ကြတယ်အနေများတဲ့လမ်းတွေကိုလည်းသူများထက်နည်းတဲ့ဟာတွေကိုလုပ်ပြီးတော့ရေရှည်ကိုပိုပြီးစဉ်းစားလာကြတာကိုတွေ့ရပါတယ်ဆိုတော့ဒီဗီဒီယိုကကျွန်တော်အဓိကပြောချင်တာကယင်းနှိမ့်မြုံနှံမှုဆိုတာအသက်ကြီးမှလုပ်ရတဲ့အရာတော့မဟုတ်ပါဘူးအသက်ငယ်ငယ်နဲ့လည်းစလုပ်နေတဲ့သူတွေရှိနေပါပြီစနစ်တကျနားလည်ဖို့ကြိုးစားရမယ်အလင်းလိုပြီးကန်ဆန်းတာမျိုးထက်ရေရှည်ကိုစဉ်းစားတတ်ဖို့ကတော့ပိုပြီးအရေးကြီးပါတယ်တကယ်လို့ဒီဗီဒီယိုမှာပြောရတဲ့အချက်လက်တွေကိုပိုပြီးအသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ Binance ရဲ့ research report ကိုတွားရောက်ဖတ်ရှုနိုင်ပါတယ်ဒီနေ့ဗီဒီယိုကြည့်ပြီးအသိပညာတစ်ခုရသွားမယ်လို့ထင်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပြီးတော့ဒီပညာငွေကြေးအသိပညာတွေကိုဆက်လက်လေ့လာဖို့အတွက် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်